အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးက Brian Mbubu ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒီကစားသမားကို Manchester United အသင်းရဲ့ဘုတ်အဖွဲ့ကသူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးတဲ့ပို့ပြီးပေးမှာမဟုတ်ပါဘူးBrentford ဘက်ကလည်းအကယ်လို့မှပေါ့နော်စပါးလို့ပါလို့လည်းဂျားဝင်လာနေတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဈေးကင်ထားရပေါ့ဒီကလို့မှ Manchester United အသင်းကတော့ပြောင်းရွှေ့ခြင်းကိုအကျက်ကင်နေတဲ့အတွက်သူတို့ကပြစ်မှတ်တွေကိုလည်းသူပြောင်းလဲပြစဉ်းစားထားရပေါ့နော်ဘုံမောက်အသင်းကစီမီတိုရဲ့ Crystal Palace ရဲ့တောင်ပန်တိုင်းစစ်မှု is0 ကManchester United ရဲ့ဒုတိယ target တွေဖြစ်သူတို့သတ်မှတ်ထားရပေါ့နော်အဲဒီကြောင့် Manchester United အသင်းတွေနဲ့ Brian Mbubu ကိုသူတို့သတ်မှတ်ထားတဲ့စီးတဲ့ပို့ပေးပြီးတော့ခေါ်မှလည်းမဟုတ်ဘူးလို့သိရပါတယ်ညီကိုလေးအမြင်လေးကို share လုပ်တော့မချပါဘူးကျွန်တော်ကဒီသတင်းလေးကိုပြောပြချင်လို့ကျွန်တော်အပြင်ရောက်နေတဲ့အချိန်မှာကျွန်တော်တင်ဆက်ပေးခြင်းလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်